အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ရဲ့ Fast Myanmar ဆိုတဲ့ YouTube channel လေးကနေပြန်ပြီးကြိုဆိုလိုက်ပါတယ်တခါတလေဘဝမှာတချို့အရာတွေကသေးသေးလေးလို့ထင်ရပေမဲ့တကယ်အရင်အရေးကြီးပါတယ်အဲ့ဒါကြောင့်ကျွန်တော်ဒီနေ့တချို့အကြောင်းအရာတွေကိုပြောပြပေးသွားမှာပဲဖြစ်ပါတယ်အကြောင်းအရာလေးတွေကိုမတင်ဆက်ခင်မှာကျွန်တော်ရဲ့ YouTube channel လေးကို Subscribe လေးလုပ်ပေးသွားခဲ့ပါအောင်ဘဝမှာဒီအချက်လေးချက်ကိုဘယ်သူမှမပြောပြပါနဲ့နံပါတ်1ကိုယ့်ရဲ့မိသားစုပြဿနာနံပါတ်2ကိုယ့်ရဲ့အရှိရေးနံပါတ်3ကိုဆွေးထားတဲ့အစီအစဉ်တွေနံပါတ်4ကိုရဲ့ဝင်ငွေဘဝကခက်ခဲတဲ့အတွက်ကြောင့်မို့လို့တချို့လူတွေကလွယ်လွယ်လေးနဲ့ရတဲ့အရာတွေကိုတိုင်ဖို့မထတတ်ကြပါဘူးလူအများစုကလွယ်တဲ့လမ်းကိုပဲလိုက်ကြတယ်ဒါပေမဲ့အလွယ်နည်းကတကယ်မှန်တဲ့လမ်းဟုတ်လားမဟုတ်ဘူးလားဆိုတာကိုဘယ်သူမှမသိပါဘူးသင်လမ်းကိုပဲသင်ရှားမှာပါဘာလို့လဲဆိုတော့သင်ကိုသင်တဲ့သင်အကြောင်းကိုသိတဲ့သူမရှိလို့ပါပဲလောကမှာအရာရာတိုင်းကိုနားလေကြတယ်ဒါပေမဲ့စကလုံးရဲ့အတဲ့တွေကိုတော့ဘယ်သူမှနားမလေကြပါဘူးဘာကြောင့်လဲဆိုတော့လူတွေကသူတို့ရဲ့အလုပ်အတွက်သူတို့ရဲ့စကလုံးတွေနဲ့ရုံမှတက်ကြလို့ပါအမေကနေနိုးလာပြီးဘီတော့မှကိုယ့်ရဲ့မန်ချက်ပိုင်းတွေကိုမပြောလေးပါနဲ့ဘာလို့လဲဆိုတော့သင်ပိုင်းတွေကိုရောက်တဲ့နေ့သင်ကိုဝေဖန်သူတွေရဲ့အပြုအမူကပြောလေးသွားမှာဖြစ်ပါတယ်ဒီစကားကတော့လုံးဝအမှန်ပဲဖြစ်ပါတယ်မိတ်ဆွေကအများစုမှာပြည့်စုံမှုမရှိဘူးမိတ်ဆွေမရှိတဲ့အတွက်တချို့အရာတွေကလည်းပြည့်စုံမှုမရှိဘူးဆိုတာကလည်းအမှန်တရားပဲဖြစ်ပါတယ်အမြင်မှာပြတဲ့ငှက်တွေတော့မှဘယ်တော့မှကိုမယူကြဘူးဘာကြောင့်လဲဆိုတော့အမြင်မှာနေဖို့နေရာမရှိဘူးဆိုတာသူတို့လေးသိကြတယ်ပတ်စံရှိတဲ့လူကောင်းမဖြစ်နိုင်ဘူးလူကောင်းဆိုတာသူတို့ထက်အစိမ့်နေတဲ့သူကသူ့ဘက်မှာသွားထိုင်ရင်တော့မှသူ့ကိုယ်သူအစိမ့်နေတယ်လို့မခံစားစေရဘူးတခါကသတင်းစာတွေမှာရေးထက်တာညင်ပန်းနေစစ်သူတွေလေးငါတို့ပဲကိုနှိမ့်ရှာတာလေးငါတို့ပဲအဲ့ဒါကြောင့်ဘသူ့ကိုအပြစ်တင်ရမလဲတကယ်လို့တရားရကသင်ကိုကြိတ်တယ်ဆိုရင်လူကောက်ကသူမဟုတ်ဘူးသင်ပဲလူကောက်ဖြစ်ပါတယ်ဘာလို့လဲဆိုတော့သင်ကိုသူကလူကောက်လို့မြင်နေမဲ့အရေးရှင်ကသင်စီမှာပဲရှိနေလို့ပါသင်ရဲ့ဘဝကိုကောက်မဖန်ဆင်းချင်တော့ဒီလိုပဲဖြစ်ရမယ်ဘာလို့လဲဆိုတော့သူတို့ရဲ့လမ်းကြောင်းကိုသူတို့ကိုလည်းရှာဖွေကြတာပါကြောက်တုံးတွေလို့မဟုတ်ပါဘူးသူများရဲ့လမ်းကြောင်းကိုတော့မှကြောက်တုံးတွေကရက်တန်းကြတယ်အောင်မြင်တဲ့သူတွေကသူတို့ရဲ့ဆုံးဖြတ်ချက်တွေနဲ့ဒီကဘာကိုပြောင်းလဲနေကြတယ်မအောင်မြင်တဲ့သူတွေကတော့ကြောက်တဲ့စိတ်ကြောက်သူတို့ရဲ့ဆုံးဖြတ်ချက်တွေကိုပြောင်းလဲကြတယ်သင်စီမှာအရေးရှင်းတွေရှိရင်ဒီတွေကသင်ကိုတိုင်ဖို့ထားကြမှာဖြစ်ပါတယ်ထားလိုက်ပါတော့တရားရောကသင်ကိုလှေစားနေတယ်ဆိုတာသင်ကပြောပါတယ်သင်ဘာလို့သင်နေသေးလားသူကသင်ကိုလှေစားနေတယ်ဆိုတာသင်သိသွားတာကိုသူတို့ကိုဘယ်တော့မှအသိမပေးရပါဘူးသူတို့ကိုအဲ့ဒီအတိုင်းပဲထောက်ခဲ့ရမှာဖြစ်ပါတယ်ဘာလို့လဲဆိုတော့သင်သူ့ကိုဘာလို့ထောက်ခဲ့လဲဆိုပြီးတော့သူကိုယ်တိုင်စိတ်ပူနေမှာဖြစ်ပါတယ်တရားရောကသင်ကောက်တဲ့အလုပ်လုပ်နေရင်တော့မှသင်ကိုတန်တရားရှိတယ်ဆိုရင်သူ့ကိုတန်တရားပေးလုပ်လိုက်ပါဘာလို့လဲဆိုတော့တန်တရားကကြောက်မင်းသွေးရဲ့မင်းမောက်ရှင်းအပေါ်မှာမဟုတ်ဘဲနဲ့ရွှေရဲ့တန့်စင်မှုအပေါ်မှာအမြင်ရှိနေလို့ပဲဖြစ်ပါတယ်တရားထိလျှောက်တဲ့သူပဲအမြင်ဆုံးရှေ့ရောက်တယ်ဆိုတာကိုလေတတိယပေးပါဒါပေမဲ့အကုန်လုံးကိုခေါ်ပြီးလျှောက်တဲ့သူကပဲအဝေးဆုံးကိုရောက်မှာဖြစ်ပါတယ်အဲ့ဒါကိုလေတတိယဖို့လိုပါတယ်လူတွေကတဘောလုံးအလုံးရဲ့ရှေ့မှာအကုန်လုံးရဲ့ရှေ့မှာရည်ကြတယ်ဒါပေမဲ့ငိုတဲ့အချိန်ကျတော့အလုံးရဲ့အယုံကြည်ရဆုံးသူရဲ့ရှေ့မှာပဲငိုကြတာဖြစ်ပါတယ်ပညာရေးနဲ့လမ်းနှစ်ခုစလုံးကအတူတူပါပဲဘာလို့လဲဆိုတော့နှစ်ခုစလုံးကသူ့နေရာနဲ့သူနေပြီးတော့သူများကိုသူတို့ရဲ့ပိုင်းတွေစီကိုအရောက်ပို့ပေးပါတယ်အလားတရားတွေကိုအယုံတွေနဲ့ဆုံးဖြတ်ပြီးတော့အောင်မြင်မှုတွေကိုတော့ကန့်ကနန်းတွေနဲ့ဆုံးဖြတ်ပေးတဲ့လူအဖွဲ့အစည်းမှာကျွန်တော်တို့နေထိုင်ကြပါတယ်ပြီးတော့ငွေရှိတဲ့သူတွေကိုပဲလေးစားမှုပေးကြတယ်ဘဝမှာကိုယ့်ရဲ့အနေကျလှုပ်ဝဲချက်တွေကိုဘယ်သူမှမပြောပြပါနဲ့ဘာလို့လဲဆိုတော့တနေ့အဲ့ဒီလူကိုတော့သင်ရဲ့လှုပ်ဝဲချက်အနေချက်တွေကိုတတိပေးပြီးတော့လူအများရဲ့ရှေ့မှာကြေးရရှုံချမှာပဲဖြစ်ပါတယ်ဘဝမှာမယုံကြည်ပဲနဲ့ပြီးတော့မှအောင်မြင်မှုကိုရမှာမဟုတ်ပါဘူးအများစုကအရှင်တန်းမှအလုပ်လုပ်မယ်လို့ပြောကြတယ်မလားဘဝမှာဘယ်တော့မှအရှင်ကိုမဆန်းရပါဘူးဘယ်အရှင်မှရှိလေအဲ့ဒီအရှင်ကိုသင်ရဲ့အကောင်းဆုံးအရှင်ဆိုပြီးသင်မဲ့ရမှာဖြစ်ပါတယ်တကယ်လို့သင်ကမှန်နေတယ်ဆိုရင်ဘာကိုမှသက်သေပြဖို့မကြိုးစားပါနဲ့ဒီတိုင်းအမှန်တိုင်းပဲနေလိုက်ပါအရှင်နဲ့အရှင်တွေကတော့နေတိုင်းပြောင်းလဲနေမှာပါဒါပေမဲ့မိတ်ဆွေကောင်းတဲ့အမျိုးကောင်းတွေကတော့ဘယ်တော့မှမပြောင်းလဲပါဘူးယဉ်ကျေးမှုဆိုတဲ့စကားလုံးကသေးပေမဲ့အဲ့ဒါကိုသက်သေပြရင်ကတဘောလုံးအရှင်ကုန်သွားတတ်ပါတယ်ဟုတ်ကဲ့ပါဒီကနေ့တင်ဆက်ပေးခဲ့တာကတော့တသနာဆိုင်တဲ့စကားလုံးအကြောင်းအရာလေးတွေပဲဖြစ်ပါတယ်မိတ်ဆွေတို့ရဲ့မျှော်လင့်ချက်တွေတတိတွေပြတ်ကွေသွားတိုင်းဒီအချက်လေးတွေကိုတတိယလိုက်ပါ
နောက်ထပ်တင်ဆက်ပေးမယ့်အကြောက်အရာလေးတွေကိုနားဆင်ဖို့အတွက်လေကျွန်တော်တို့ရဲ့ YouTube channel လေးကို subscribe လေးလုပ်ထားပေးခဲ့ပါအောင်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာအားလုံးစိတ်ရှင်းသရှင်ကိုကြီးကျမ်းမာခြင်းနဲ့ပြည့်စုံနေကြပါစေလို့လေဆုမွန်ကိုတောက်ပေးလိုက်ပါတယ်ခင်ဗျာ